အခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ခေါရ National Park တဲကဖတ်တွန်ချိုင် view point လို့ခေါ်ပါတယ်ဒီနေရာမှာအရန်အေးသလို view တွေလည်းအရန်လာပါတယ်ကျွန်တော်ရောက်တဲ့နေ့ကမိုးရွာထားပြီးအခြေအနေဖြစ်လို့မြူတွေအရန်ကျနေပါတယ်ခင်ဗျားတို့ဒါခေါရ National Park တဲကိုရောက်ခဲ့မှဆိုရင်ဒီနေရာကိုမဖြစ်မနေလာခဲ့တဲ့နော်နောက်ပြီးတော့နာမည်ကြီးရတစ်ခုရှိပါတယ်အဲ့ဒါကတော့ကျက်ဥမွေကျော်ထမင်းဆိုင်ပါအရသာလည်းအရန်ကောင်းသလို view တွေကြည့်ပြီးထင်ရှားရတဲ့ feeling ကအရန်ကိုမိုက်ပါတယ်ဒီနေ့နားရက်လေးကတော့ခေါရိုင် National Park ကိုနေ့ချင်းပြန်သွားလဲမှာဖြစ်ပါတယ်တရက်ထဲနဲ့ခေါရိုင် National Park ကိုနေ့ချင်းပြန်သွားလဲခြင်းလေဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ကြနော်အရင်ဦးဆုံးအခန်းနေဘန်စစ်ရထားဂိတ်ကိုအရင်သွားရပါတယ်ကျွန်တော်နေတာဘန်ကောက်ဖလန်ဆိုင်ပဲချမ်းမှာဖြစ်လို့မိနစ်30လောက်ဘန်စစ်ရထားဂိတ်ကိုဆိုင်ကယ်နဲ့သွားရပါတယ်ခရီးသွားရမယ့်နေ့မို့လားမသိလူကအရန်ကိုတက်ကြွနေပါတယ်မနေ့စောစောစီစီတက်ကြွနေတဲ့ကြက်ဖတ်ပါမနေ့စောစောစီမို့လားမသိလမ်းမှာကားတွေအရင်ရှင်းနေပါတယ်အခုတော့ဘန်စစ် train station မှာရောက်ပြီပေါ့နော်ဟုတ်သွားဖို့အတွက် level တော့ဖြတ်အောင်ခေါက်ရရတို့ပတ်ချောင်းလို့သွားတဲ့ line ပဲ gate number 4မှာဖြတ်ပါမယ်ဒီထားလေးမှာဖြတ်တဲ့နေရာကတော့ဒီ gate number 4ဝင်လာတယ်ဘယ်ဘက်မှာစီးပေါ့နော်ဒီဘက်ချမ်းမှာဖြတ်ပါမယ်ကဲအခုရထားလေးမှာဖြတ်ပြီးဆိုတော့တို့ရထားလက်မှတ်ကတော့85ဘတ်ပါယူယူထားနဲ့ air ကွင်းရထားဆိုပြီး2မျိုးရှိပါတယ်ကျွန်တော်ရောက်လာတဲ့နောက်ကျသလို air ကွင်းရထားကိုမိလိုက်ပြီပေါ့နော်ဆိုတော့မစိုးဘူးနော်တက်တာသွားတော့ပေါ့85ဘတ်ဆိုတော့ဟို air ကွင်းရထားတော့200ကျော်တယ်ကဲalorsအခုငါတို့ခိုင်းရလက်တော့ပေါ့နော်ဒီလို6နာရီ10မိနစ်ထွက်မယ်ဆိုရင်ဟိုမှာ7နာရီခွဲတော့ရောက်ရပါတော့အခု9နာရီ10မိနစ်ထွက်တော့ဟိုမှာ10နာရီကျော်10နာရီခွဲတော့မှထွက်မှာဆိုတော့2နာရီလောက်ခွာတက်စီပြေးသွားဘလိုပဲပြကောင်းတော့ keep your safe လို့ကျွန်တော်သွားတဲ့9နာရီ10မိနစ်ရထားပါအရင်ဦးဆုံးတန်းစီရပါတယ်အခုကျွန်တော်တို့ဆမ်းထွက်ရပါတော့ဒီလိုရထားတော့နည်းနည်းတော့စွညံတယ်မနေ့က view လေးပါတငယ်ရန်နေတယောက်ဆောင်ပေးတဲ့ဗီဒီယိုရိုက်ပေးမယ်ဆိုတော့ဟိုကမင်းသားအထာလေးပါလေကောက်ဖမ်းပလိုက်တယ်တယောက်ထဲမှာအထီးကျန်းဆန်နေတဲ့မင်းသားပါရထားကို3နာရီစီးလာပြီးမှတော့ပါချောင်းရထားဂိတ်ကိုရောက်ပါတော့မယ်ရောက်ချင်နေပါပြီလို့ဒါကတော့ပါချောင်းရထားဂိတ်မရောက်ခင်မတ်တိုင်တဲ့တိုင်အလိုပါပေါ့နော်ဗီဒီယိုမှာကိုမျက်နှာမှာများပါအောင်လို့ကင်မရာထောင်ပြီးကိုပဲရိုက်ရပါတယ်ဒီခံပြီးကြည့်ပေးကြပါအခုငါတို့ပါချောင်းရောက်ပြီပေါ့နော်ရုံစိုးဆိုင်ရသွားငားပါမယ်ဒါကတော့ပါချောင်းရဲ့ရထားဂိတ်ပါနေ့ချင်းပြန်သွားမဲ့သူတွေတွဲဆိုရင်ပါချောင်းရထားဂိတ်ရောက်တာနဲ့အပြန်လက်မဲ့တစ်ခါတည်းဝယ်လိုက်ရင်ပိုအဆင်ပြေပါတယ်အခုကျွန်တော်တို့ကားဆိုင်ကရင်သွားငားပါတော့ကားဆိုင်ကငားတဲ့ဆိုင်ရတော့အများကြီးပါပဲကိုမငားခင်တေချာမေးကြည့်ပါတော့ဆိုင်ပဲချိန်ပိတ်လဲဆိုတော့ဆိုင်မပိတ်ခင်ကျွန်တော်တို့ဆိုင်ကတွေပြန်လာအပ်ရပါတယ်ကျွန်တော်တို့ဘက်က4ရောက်လာတာမို့လို့ကားပဲငားလိုက်ပါတယ်ဆိုင်ကငားတဲ့စီကတော့ဘတ်300ကနေစပါတယ်300 400 500 600ထိရှိပါတယ်ကားဆိုရင်1000နေစပါတယ်အင်ဂျင်ပါဝါလိုက်စီးနှုန်းအမျိုးမျိုးရှိပါတယ်ปักช่องရထားခဲ့ရနေခေါရ National Park ကိုရောက်ဖို့ဆိုရင်မိနစ်30လောက်ကားမောင်းရပါတယ်။ရောမိသွားတာကတော့ဆိုင်ကငားရင် driving license မှာပါလဲငားလို့ရတယ်ပေါ့နော်။ကားငားရင်တော့ driving license မေးပါတယ်။အခုငါတို့ခေါရ National Park ကို ticket ဖြတ်ပြီးငါတို့ဝင်ပါတော့မယ်။လူတော့တိတ်မရှိနော်။စနေတနင်္ဂနွေမဟုတ်လားမသိနော်။ဟုတ်လား။ဂျာရက်တွေအဒီလိုခေါရ National Park ဂိတ်ကနေနောက်ထပ်10မိနစ်လောက်ကားမောင်းလိုက်ရင်တော့ဒီ view point ကိုရင်ဦးဆုံးမြင်ရပါတယ်ခုဆိုရင်လာရတဲ့ခရီးကမြင်ရတဲ့တောင်တန်းရဲ့ view တွေနဲ့အရန်ကိုတန်သွားပြီပေါ့နော်စနေတနင်္ဂနွေလာမယ်ဆိုရင်လူတွေကအရန်များပါတယ်အဲကြောင့်ကျွန်တော်တို့ကဂျာရွက်ရွေးပြီးလာခဲ့တယ်ပေါ့နော်အဝေးကနေလမ်းမြင်နေရတဲ့မြို့တစ်မြို့ပါမြို့လာရွာလာတော့မသိဘူးအရန်ကိုအေးချမ်းပဲပေါ့ပဲ
ပုံတွေပါတယ်ရိုက်အပြီးမှာတော့ကျွန်တော်တို့လည်းတခြားနေရာကိုသွားဖို့ခီးထက်ဆက်ခဲ့ပါတယ်ကျွန်တော်တို့ကနေချင်းပြန်သွားမှာမို့လို့နေရာတစ်ခုကိုနိုင်ဝဲထက်ပိုနေလို့မဖြစ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ခေါက်ရိုက်နေရှင်နဲ့ဖတ်ကအရန်ကိုကျဲပါတယ်ကျွန်တော်အဖွဲ့ကတရက်ထဲနဲ့နေရာစုံလန်းလစ်ချင်တယ်ပေါ့နော်အကြောင်းနေရာတစ်ခုကိုကျွန်တော်တို့ခက်သက်လေးပဲအချိန်ဖြိုးလိုက်ပါတယ်ကျွန်တော်တို့အခုပါချောင်းနေရှင်နဲ့ဖတ်စင်တာကိုအရင်သွားပါမယ်ဒါကတော့လမ်းမှာမြင်နေရတဲ့ view လေးတွေပါကျွန်တော်တို့ရောက်တဲ့အချိန်ကနေရာနည်းနည်းပူတယ်ပေါ့နော်အကြောင်းပြန်လာမှပုံရိုက်မယ်လို့ဆိုဖြတ်လိုက်ပါတယ်အခုကျွန်တော်ရောက်နေတဲ့နေရာကတော့ခေါက်ရိုက်စန်ထရာဖတ်လို့ခေါ်ပါတယ်စင်တွေဟိုကျွဲရိုင်းတွေရှိတယ်ပေါ့နော်ကဲဒါခေါက်ရိုက် National Park ရဲ့ခုလက်ရှိအပူချိန် 25.8 degrees Celsius အပေါ်မှာဒီအပေါ်မှာတက်သွားရင်ပေါ့နော်ဒီအပေါ်မှာတက်သွားရင်ခုန်ခဲ waterfall ရှိတယ်အဲ့မှာရေတကွာပုံမှန်လို့ဆိုတော့ငါတို့သွားတော့တခြားတနေရာပဲငါတို့သွားလိုက်တော့မှာအထက်ကဘာရှိလဲမသိဘူးသွားကြည့်ကြည့်မလားဒါဒီတရိတ်ဆန်တွေကဒီခေါက်ရိုက် National Park မှာရှိတဲ့တရိတ်ဆန်တွေသူတို့ပြထားတာပေါ့နော်အဲ့မှာခေါက်ရိုက် National Park ရဲ့ရေတကွာမှာခဏရသွားမယ်ခဏရအဲ့ဒါသွားမယ်Man, welcome to Khao Yai National Park. ဒီပြန် coffee ဘာနဲ့မာလို့ရပါတယ်ဒါ coffee ဆိုင်ပေါ့ယူမိုင်းနော်သူတို့လောက်ထား decoration မိုင်းစိတ်နေရောတော့တော်ရရောက်သွားတယ်လို့ပဲလေ foreigner လည်းအများကြီးလာဟိုဘက်ကျမ်းမှာလည်းတရားစင်စီတယ်ဟိုဘက်ကျမ်းမှာတရားတစ်ခုရှိရသလားခေါ်ရ National Park ရဲ့ပြတိုက်ကိုလဲလို့ပြီးလို့ကျွန်တော်တို့ပတ်တွန်ကြိုင် view ကိုသွားဖို့ခီးထက်ဆက်ခဲ့ပါတယ်ပတ်တွန်ကြိုင် view point ကိုသွားမယ်ဆိုရင်နည်းနည်းတော့တတိထားဖို့လိုပါတယ်တချို့တောင်ကုန်းတွေကအရန်ကိုမတ်တယ်ပေါ့နော်တချို့နေရာတွေမှာဆိုလဲမြူတွေအရန်ကျလို့လမ်းကိုကောင်းမမြင်ရဘူးပေါ့နော်အကြောင်းတတိထားပြီးသွားရင်ပိုကောင်းပါတယ်ကဲအခုတော့ပတ်တွန်ကြိုင်ကားပါကင်ထားတဲ့နေရာကိုကျွန်တော်တို့ရောက်ပြီပေါ့နော်မကြခင်ကျွန်တော်တို့ကားထားပြီးအထဲကိုဝင်ပါတော့မယ်မိုးကငါ့စောင့်လာမသိဘူးခဏငါတို့ရောက်တော့အကောင်အခုကျွန်တော်ရောက်အထိုက်ရွာခွန်ဟိုကြီးရရောက်ရမိုးလာကောင်းတယ်ကွဒီရတော့မြင်နေပါပါအေးလိုက်လားကဲမိုးတော့မြင်တဲ့အတိုင်းပါပဲအခုကျွန်တော်တို့ရောက်နေတဲ့ဖတ်တွန်ကြိုင် view point ကတော့အပူချိန်ကတော့21 degree Celsius ပါနေတော့အေးရနော်မစိုးတော့လည်းမျိုးရက်တည်သူ့အတော့ပဲဒီမှာငါတို့ကားထားနေရဟုတ်ပြီဆရာမကဲမိုးရွာရပဲချီယူတော့ရိုက်တော့မယ်နောက်ပြန်ငါတို့ချားနေရသွားရအောင်မတော့လေနေ့ရင်းပြန်တော့တနေရာနဲ့တနေရာငါတို့အကြိုက်နေလို့စင်ပြေရောနော်ချမ်းနေရာသွားဖို့လည်းရှိတယ်ဆိုတော့ဟို view point ကိုကျွန်တော်ရိုက်ပြပါမယ် Oh my god မြင်တယ်ဟာမြင်ရတဲ့အတိုင်းပါဘုပ္ပချန်ကနေပူနေတော့ငါတို့စီကမိုးရွာနေမှာငါတို့ခုရောက်တဲ့နေရာပေါ့သူကမြူတွေအားဆိုင်ပါမြင်ရအခုတော့ရှင်းသွားပုံမှန်ဆိုရင်ဒီနေရာကအရင်လာတယ်ပေါ့နော်တို့ရောက်တဲ့နေရာမိုးအရင်ရွာတော့တိတ်မရှိဘူးပေါ့နော်မြင်တဲ့အတိုင်းပါပဲကဲဒီမှာနာမည်ကြီးနေတဲ့ကျက်ဥမွေကြော်ထမင်းကိုကျွန်တော်တို့ဆွဲပါတော့မယ်အားလုံးပဲဆွဲကြပါဦးလားလို့နော်ဟုတ်ကဲ့စားပြီးတော့ပြီးချင်းနေပါဘာမှမရဘူးပဲမြူပဲတကယ်ပါမရဘူးအခုငါတို့ရောက်ရှိနေရတော့ချင်းမိုင်မဟုတ်ပါဘူးဒါခေါက်ရိုက်ပါတကယ်မိုက်တယ်ဘာမှမရတော့မြူတွေကြီးပဲအေးတယ်နော်မိုးလာတယ်ပြီရပြီခေါက်ရိုက် National Park ရဲ့ view point တနေရာပါဘာလို့မဟုတ်လဲတော့အခုကတော့ကျွန်တော်တို့ပတ်တွန်ကြိုင် view point ကိုသွားပြီးလို့တခြားနေရာကိုသွားဖို့ကျွန်တော်တို့ခီးပြန်ဆက်နေပြီပေါ့နော်အခုမြင်နေရတဲ့ဒီလမ်းကတော့အရန်ကိုနာမည်ကြီးတယ်ပေါ့နော်အပြင်မှာလည်းတကယ်ကိုမိုက်ပါတယ်လမ်းကအရန်ကျင်းတော့ကာရက်ပြီးပုတ်စင်းရိုက်ဖို့အဆင်မပြေဘူးပေါ့နော်အကြောင်းကျွန်တော်တို့တခြားနေရာပဲတော်လိုက်ပါတယ်
ဒီလုံးထုံပါနဲ့ လမ်းမှာမြင်နေရတဲ့တောင်တန်းတွေမြစ်ခင်စစိန်လေးတွေကတော့လာရတဲ့ခရီးနဲ့တကယ်ကိုတန်လုံးပါတယ်နော်ငါတို့လာတဲ့နေ့ရဲ့အဆိုးတာတစ်ခုကတော့ရာသီဥတုကကိုယ့်ဘက်မပါတာပါအဲကြောင့်မလာခင်ရာသီဥတုကိုကြိုကြည့်ဖို့လိုပါတယ်နော်ကျွန်တော်ဖွဲ့သားဒီနေရာရမ်းမိုက်တဲ့ပုတ်ရိုက်ချင်တယ်ဆိုပြီးတော့ကျွန်တော်ကာရက်ပေးလိုက်ပါတယ်ကဲကင်းကြီးလေးလဲလိုက်ပြီကျွန်တော်ဒီနေရာလေးရောက်ပါပြီဒီကလာခဲ့တဲ့နေရာလေးပေါ့နော်ခေါ်ရ National Park ကိုနေ့ချင်းပြန်လာလည်မယ်ဆိုရင်တယောက်ကိုဘတ်2000တန်းနဲ့အသွားပြန်ကောင်းလောက်တယ်ပေါ့နော်ကျွန်တော်ရဲ့ပထမအဦးဆုံးဘလော့မို့လို့တည်ခင်ပြီးကြည့်ပေးကြပါဦးနော်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲ see you next time ပါ Goodbye.